ကိုမိုးထီအောင်ရှင်သူ့ကိုသိလားမြင်ဘူးတလို့လို့ပဲဒါပေမဲ့သိတော့မသိဘူးဘာဖြစ်လို့လဲကျမအိမ်ထဲဖောက်ဝင်သွားတာသူပဲအော်ဒါတော့ကိုစုံစမ်းပြီးလို့ရပါတယ်တခိုးချင်းချင်းတော့ပြန်ဖမ်းခိုင်းလို့ရသေးတယ်ဒါပေမဲ့သူကျမစီပစ္စည်းကိုခိုးသွားတယ်မဟုတ်ဟယ်လိုကောင်းပြီခုလာခဲ့မယ်ကျမသွားပြီ